Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့လက်ဖက်တုပ်ကောင်းကောင်းကြိုက်တဲ့သူတွေအတွက်အိမ်မှာအလွယ်တကူနဲ့အရသာရှိနှက်ပြီးစားလို့ရမယ်လက်ဖက်ချင်ဆက်နှက်နီးလေးကိုဝေမျှပေးမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စစ်နဲ့တူလိုက်ပြီးတော့နှက်လိုက်ကြအောင်နော်ကဲအရင်ဆုံးဈေးကဝယ်လာတဲ့ဒီမှာဇယန်းလက်ဖက်ကလေးတွေကိုတန့်စင်ပြီးတော့ပေါ့နော်ကျော်စစ်တို့စပြီးတော့လက်ဖက်နှက်ဖို့အတွက်ပြင်ပါမယ်ပါဝင်ပစ္စည်းလေးတွေကတော့ကျော်စစ်ဒီမှာကြက်သွန်ပြူရဲ့ငရုတ်သီးစိမ်းရဲ့တံမြာသီးရဲ့ပစွန်ကြောက်ကဲပေါ့နော်ကဲအရင်ဆုံးဒီမှာဇယန်းလက်ဖက်ကလေးကိုယူနွေးကြက်ကြက်စုမှာထည့်ပြီးတော့အဖန်ရည်နဲ့ကျော်စစ်တို့ဒီအညစ်အကြေးတွေပေါ့နော်အားလုံးထွက်သွားအောင်တရေပြုတ်ပေးလိုက်ပါမယ်ကျော်စစ်တို့လက်ဖက်ကိုပိုးပြီးတော့တန့်သွားပြီးတော့ပေါ့နော်အခုလိုမျိုးအဖန်ရည်ထွက်သွားတဲ့အထီကိုပြုတ်ပေးလိုက်မယ်ပြီးရင်တော့ကျော်စစ်တို့ပြုတ်ထားတဲ့ဒီမှာလက်ဖက်ကိုဆဲပြီးတော့ကြတော့အရင်ဆုံးအေးခံထားလိုက်မယ်ပေါ့နော်အေးခံထားတဲ့အချိန်မှာတော့ကြက်သွန်ပြူနဲ့ဒီပင်နန်သီးစိမ်းလေးတွေကိုကျော်စစ်ကလှော်ပေးထားလိုက်ပါမယ်ပြီးရင်တော့စုံထဲကိုပစွန်ကြောက်ထည့်ပြီးတော့ပစွန်ကြောက်ကိုမညက်တညက်အနေထားလေးရအောင်ထောင်းမယ်ပြီးသွားရင်လှော်ထားတဲ့ငရုတ်သီးစိမ်းနဲ့ကြက်သွန်ပြူနဲ့ကိုထောင်းပေးပါမယ်ဒီနေရာမှာတော့ကျော်စစ်ကမညက်တညက်အနေထားလေးထောင်းလိုက်တယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်တို့ဒီမှာလက်ဖက်ကိုအေးခံထားတာကိုလက်ဖက်ကပေါ့နော်လုံးဝအဖန်ရေလုံးဝမကြံအောင်ပေါ့နော်အခုလိုမျိုးလေးညှစ်ပြီးတော့ကြတော့ကျော်စစ်တို့လက်ဖက်သားကြည့်ပဲပေါ့နော်ဆဲထားလိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့ကျော်စစ်တို့ဒီမှာဘာကြီးမှမကြံတော့တဲ့လက်ဖက်သားလေးရပြီဒီနေရာမှာတော့တယောက်နဲ့တယောက်အကြိုက်ချင်းတော့ကွာလိမ့်မယ်ပေါ့နော်တချို့ကတော့လက်ဖက်ကိုညက်နေအောင်လဲထောင်းကြတယ်ကျော်စစ်ကတော့မညက်တညက်အနေထားလေးကိုထောင်းပေးပါတယ်ကဲအခုလိုမျိုးကိုလိုချင်တဲ့မညက်တညက်အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီလက်ဖက်သားတွေကိုကျော်တို့အရသာနှက်ဖို့အတွက်ကိုပေါ့နော်ဇလုံးတစ်ခုထဲမှာကိုတံမြာသီးညှစ်ပြီးတော့ကြတော့ထည့်ပေးပါမယ်ဒီနေရာမှာတော့တံမြာသီးနိုင်နိုင်လေးညှစ်ပေးမယ်ပေါ့နော်မှုမွေးလေးနဲ့ချင်းချင်းလေးပို့ပြီးစားကောင်းအောင်ပေါ့နော်ပြီးရင်တော့ပစွန်ကြောက်ထောင်းထားတာထည့်မယ်ငရုတ်သီးစိမ်းနဲ့ကြက်သွန်ပြူလော်ပြီးထောင်းထားတာလေးထည့်ပေးပါမယ်အရသာအတွက်ကိုတော့ကျော်စစ်တို့ရတာမုံနဲ့ပေါ့နော်စားလေးနဲ့ထည့်ပေးပါမယ်ကဲပြီးရင်တော့ဒါမြေပဲစီလေးအနှဲငယ်ပေါ့နော်ဆန်ပေးလိုက်မယ်ပေါ့နော်အားလုံးနှံ့သွားပြီးတော့ကြတော့အရသာစိတ်ဝင်သွားသည်ဒီနှဲပြီးတော့ကြတော့နှက်ထားပေးလိုက်ပါမယ်ဒီလက်ဖက်နှက်နီးလေးကတော့အိမ်မှာအလွယ်တကူနဲ့အရသာရှိနှက်စားလို့ရတာဖြစ်လို့ဒီနှက်နီးလေးတိုင်လိုက်ပြီးတော့နှက်စားကြည့်ပေါ့နော်ကဲပြီးရင်တော့လက်ဖက်နှက်ထားတာကိုကျော်စစ်တို့ဒီမှာဘူးတဘူးထဲမှာထည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးအောက်မှာဘူးကိုစီခန့်ပေးမယ်ပေါ့နော်စီခန့်ပေးပြီးသွားရင်အပေါ်ကနေပြီးတော့လက်ဖက်ကိုတလွာချင်းပေါ့နော်ကျော်စစ်တို့တိတ်ပြီးတော့ကြတော့ထည့်ပေးပါမယ်ဒီနေရာမှာတော့လေးမခိုးအောင်ဖိပြီးတော့ကြတော့တိတ်ပေးမယ်ပေါ့နော်ကဲအခုလိုမျိုးကျော်စစ်တို့တလွာချင်းစီတိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးကျော်စစ်တို့အပေါ်ကနေပြီးတော့ကြတော့မြေပဲစီလေးအနေငယ်ထပ်ပြီးစမ်းပေးလိုက်မယ်အခုဆိုလို့ရှိရင်တော့ဒါအလွယ်တကူနဲ့အိမ်မှာရတာရှိနှက်စားလို့ရတဲ့လက်ဖက်နှက်ကလေးရပြီပေါ့နော်ကဲအိမ်မှာနှက်ထားတဲ့ချင်းဆက်လက်ဖက်နှက်ကလေးနဲ့အတူဒီနေ့တော့လက်ဖက်အစုံတုပ်ကလေးတုပ်စားမယ်ပေါ့နော်ခန်းကျင်ဒီကြိုက်ထားလေးထည့်မယ်ပြီးရင်ဂေါ်ဘီလေးရယ်ပြီးတော့ဒီမှာကြက်သွန်ပြူလေးနဲ့ငရုတ်သီးစိမ်းလေးပါထည့်မယ်ပဲကြော်လေးထည့်မယ်ပေါ့နော်ကဲပြီးရင်တော့စီလေးထည့်ပြီးတော့အရသာလေးပါထည့်လိုက်မယ်ငံပြားကြီးထည့်မယ်နှင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါအရသာရှိနဲ့ဒါလက်ဖက်အစုံတုပ်ကလေးတုပ်ပြီးတော့ကြတော့စားပြစ်တာပါခုလိုမျိုးလေးအိမ်မှာအလွယ်တကူလက်ဖက်ချင်ဆက်ကလေးနှက်ထားဖို့အားလုံးဝင်မြပေးပါရယ်နောက်ဘလော့ဒီမှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ပါဝင်ပစ္စည်းလဲမများပဲနဲ့အိမ်မှာရှိတာလေးနဲ့အလွယ်တကူအရသာရှိထောင်းလို့ရမယ်ကျော်စစ်လက်ရငပီတောင်းချင်ဆက်ကလေးထောင်းပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကျော်စစ်နဲ့တူလိုက်ပြီးတော့ထောင်းစားလိုက်ကြအောင်နော်ငပီတောင်းထောင်းဖို့အတွက်ကိုတော့ကြောက်စိမ်းငရုတ်သီးရဲ့ငရုတ်သီးအနီရဲ့30စားစီပြင်ထားပါမယ်ပြီးရင်တော့ဒါငပိပေါ့နော်ငပိကိုတော့ကျော်စစ်တို့အခုလိုမျိုးပေါ့မီးဖုတ်ဖို့အတွက်ကိုဒီမှာကျော်စစ်ကတော့အခုလိုမျိုးဆလောင်းပုံးလေးကိုတုံးပြီးတော့ကြတော့မီးဖုတ်မယ်ပေါ့နော်အဓိကကတော့ငပိတောင်းမှာငပိကအသက်ဖြစ်တယ်ငပိဖုတ်တဲ့နေရာမှာငပိကောင်းလို့ရှိရင်အနံလေးမှုေးပြီးတော့ကြတော့ပိုးပြီးတော့ကြတော့စားလို့လည်းကောင်းတယ်ပေါ့နော်ငပိရတော့ကျော်စစ်ကဒါ15ချက်သားပေါ့နော်ငပိ15ချက်သားကိုအခုလိုမျိုးမီးဖုတ်ပေးလိုက်ပါမယ်ကဲငပိနံလေးမွေးလာပြီးတော့ကြတော့ဖုတ်ထားတဲ့ငပိကိုတော့ကျော်စစ်တို့အခုလိုမျိုးလေးချစ်ပြီးတော့ကြတော့ဆဲထားပေးလိုက်မယ်ပေါ့နော်ကဲပြီးရင်တော့ကျော်စစ်တို့ဒီမှာတဲတဲကိုစီနှဲငယ်ထည့်ပြီးတော့ကြတော့ပေါ့နော်ငရုတ်သီးစိမ်းရဲ့အနီရဲ့ပြီးရင်ကြက်သွန်ပြူလေးရဲ့ကိုလှော်ပေးလိုက်မယ်ပေါ့နော်လှော်တဲ့နေရာမှာအနံလေးတွေမွေးလာအောင်လှော်ပေးလိုက်မယ်အဓိကကတော့ကျော်စစ်တို့အစိမ်းထောင်းလို့ရှိရင်ဘိုင်းနာတာတွေဘာဖြစ်မှာစိုးလို့ပေါ့နော်အခုလိုလှော်ပြီးကန်ကြမှာထောင်းတော့ပို့ပြီးတော့ကြတော့စားလို့လည်းကောင်းတယ်အနံလေးလည်းမွေးတယ်ထောင်းကလည်းပို့ပြီးလွယ်ကူပါတယ်ပြီးသွားရင်တော့စပြီးထောင်းဖို့အတွက်ကျော်စစ်တို့စုံထဲကိုပစွန်ကြောက်5ချက်သားကိုထည့်ထားပေးလိုက်ပါမယ်ပစွန်ကြောက်ကလေးကိုညက်ညက်အနေထားလေးရောက်တည်တီထောင်းလိုက်မယ်ပြီးရင်တော့ရှေ့မှာလော်ထားတဲ့ငရုတ်သီးအစိမ်းအနီးကြက်သွန်ပြူကိုထည့်ပြီးတော့ကြတော့ထောင်းပါမယ်ဒီနေရာမှာတော့ညက်အောင်ထောင်းနိုင်လေကောင်းလေပဲပေါ့နော်ပစွန်ကြောက်နဲ့ငရုတ်သီးတွေအားလုံးနှံ့ပြီးတော့ပေါ့နော်မွေးလာသည်ဒီကျော်စစ်တို့အခုလိုမျိုးထောင်းထားပြီးသွားလို့ရှိရင်တော့ရှေ့မှာဖုတ်ထားတဲ့ငပိကိုထည့်ပြီးတော့ထောင်းပေးပါမယ်
ငပိနဲ့အားလုံးနဲ့နှံ့သွားအောင်ပေါ့နော်တေချာလေးရောပြီးတော့ကြတော့မှွေပြီးတော့ထောင်းပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အရသာလေးမြည်ကြည့်ပေါ့နော်ကိုထောင်းနဲ့ငပိကိုသုံးတဲ့ငပိပေါ်မှာမူတည်ပြီးတော့ကြအရသာလိုက်ဖို့လိုရဲဆိုလို့ရှင်တော့အခုလိုမျိုးစားတို့အရသာမုံလေးတို့ထပ်ပြီးတော့ကြတော့ဆွတ်ပေးလိုက်ပါမယ်ကဲနောက်ဆုံးမှာတော့ဒါတစ်ခွက်ထဲနဲ့လည်းထမင်းမြိန်ပဲအိမ်မှာရှိရဲ့ပါဝင်ပစ္စည်းလေးအလွယ်တကူနဲ့လည်းလွယ်လွယ်ကူကူထောင်းပြီးစားလို့ရမယ်ငပီတောင်းချင်းဆက်ကလေးရပါပြီလွယ်ကူရိုးရှင်းတာမို့ဒါမျိုးလေးထောင်းစားကြည့်ပါနော်တံမြာသီးလေးကတော့ကျော်စစ်ကစားကန်နေကြမှာပဲညှစ်ပြီးတော့ကြတော့စားမယ်ကဲမစားခင်မှာတော့ကျွန်တော်တို့ပိုးပြီးစားကောင်းသွားအောင်ပေါ့နော်အခုလိုမျိုးဒါမြေဘဲစီမှုမွေးလေးပါဆန်းလိုက်မယ်ဆိုလို့ရှိရင်ပြည့်စုံသွားပါပြီထောင်းစားကြည့်ပါနော်